ကျွန်တော်အပါဝဲ trainer အများစုကကြွက်သားကြီးထွားဖို့အတွက်ဆိုရင်အသားစားရမယ်လို့ပြောကြတယ်။ဒါဆိုရင်အသားလုံးဝမစားတဲ့စင်တွေကဘာလို့အဲ့လောက်ကြီးနေတာလဲ။ဒီမေးခွန်းကို fitness လောကမှာမကြာခဏစာရင်းနောက်ရင်းနဲ့ပဲဖြစ်ဖြစ်ဟာတာပြောရင်းနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအနေနဲ့ကျွန်တော်တို့ကြားရလေးရှိတယ်။အရင်ဆုံးသိထားရမှာကကြွက်သားတိဆောက်ဖို့အတွက်လိုအပ်တာကအသားမဟုတ်ပါဘူး။ protein ဖြစ်ပါတယ်။စင်ကလူမဟုတ်တယ်လို့လူကလည်းစင်မဟုတ်ပါဘူး။စင်တွေဟာပင်စားတတဝါဖြစ်ပြီးတော့မှသူတို့ရဲ့အစာခြေစနစ်ကလူတွေနဲ့လုံးဝမတူပါဘူး။တနေ့ကိုစင်တကောင်ကအရွက်တွေမြက်တွေတစ်ခေါက်တွေအပင်မျိုးစုံအမြင့်မျိုးစုံကိုသူကပေါင်ချိန်ရာနဲ့ချီပြီးသူကစားနိုင်ပါတယ်။တချို့စင်တွေဆိုရင်တနေ့ကို12နာရီကနေပြီးတော့မှ18နာရီလောက်အထိအစာစားနေတာတော့မှရှိပါတယ်။ဒါကြောင့်မလို့အပင်တပင်ချင်းစီမှာ protein နည်းနည်းပဲပါတယ်ဆိုရင်တော့မှသူတို့စားတဲ့ပမာဏကကျွန်တော်တို့တစ်နေ့တာသူတို့ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ပမာဏပြည့်ဖို့အတွက်ကိုအရန်နှိစက်ပါတယ်ပြီးတော့စင်တွေရဲ့အစာခြေစနစ်ကကျွန်တော်တို့အမြင့်တွေအပင်တွေကိုခြေဖြတ်ပြီးတော့မှအာဟာရတက်ရရှိနိုင်အောင်ကောင်းကောင်းစပို့ပေးနိုင်တယ်ဒါကြောင့်မလို့စင်တွေကအသားမစားဘူးဆိုတာ 100% မှန်တယ်ဒါပေမဲ့ protein မရဘူးဆိုတာတော့ 100% မမှန်ဘူးစင်တွေဒီ protein လိုအပ်ပါတယ်ဒါကြောင့် fitness မှာဆိုရင်အရေးအကြီးဆုံးကအသားစားတာမဟုတ်ဘဲနဲ့ protein လုံလောက်စွာရရှိဖို့ပဲဖြစ်တယ်ဒါကြောင့်မလို့ protein တာလုံလောက်စွာရရှိနေမယ်ဆိုရင်အသားကမှမဟုတ်ဘူးအပင်တွေကနေရတယ်ဆိုလဲအဆင်ပြေတယ်ပဲတွေကရတယ်ဆိုရင်လည်းအဆင်ပြေတယ်တချို့တက်လို့သမားတွေဆိုရင်ဒါပဲတွေကရတဲ့ protein တွေကိုပဲအဓိကကျွန်တော်မိဝဲအသုံးပြုနေတာဖြစ်တယ်။ဒါပေမဲ့ဒါချွင်းချက်အနေနဲ့တချို့ amino acid တွေကတော့လူခန္ဓာကိုယ်အတွက်အသားစစ်ကရတဲ့အရာမျိုးတွေကတော့ပို့ပြီးတော့တင့်တော်မှုရှိတယ်။တက်ရှိကရတဲ့အရာမျိုးပေါ့နော်။ဥပမာအသားမစားနိုင်ဘူးဆိုရင်တော့မှကြက်ဥတို့နွားနို့တို့ဒီလိုမျိုးကနေရတဲ့အရာတွေကတော့ဒါဒီ amino acid တချို့အရာတွေကခန္ဓာကိုယ်အတွက်အကျိုးပြု amino acid တွေပါဝင်နေတယ်အပင်တွေမှာရှိတာထပ်ပေါ့နော်။ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ကတိကသက်မေးတဲ့တပည့်များကိုလည်းဒီဗီဒီယိုကနေဖြည့်ပေးလိုက်ပါတယ် Fitness Trainer နန္ဒဖြစ်ပါတယ်